မောင်နှမအားလုံးနေကောင်းကြမှာကြရဲ့လားရှင်ဒီနေ့ဇူလိုင်သတင်းတစ်ပုဒ်ပြောပြရစီထိုင်းနိုင်ငံဆူလာဌာနီမြို့မှာဖြစ်သွားတဲ့မှုခင်လေးပြောပြရစီရှင်ဆူလာဌာနီမြို့မှာလေဒီသူကကြတော့ဒီတောတွေပုံများတယ်သူလမ်းတွေပါတယ်ဆိုရင်ဒီနယ်မျိုးဆိုတော့နယ်လမ်းလိုမျိုးပဲဘေးနားမှာမြက်ခင်တွေကအရှိအကြီးပဲရှိတယ်အဲ့မှာအကောင်မလေးတယောက်ကစိုက်ကဲမှောက်ပြီးတော့သူ့ပုံစံကစိုက်ကဲမှောက်ပြီးတည်တဲ့ပုံစံလိုမျိုးဖြစ်နေတယ်ဖြစ်နေတာဖြစ်တဲ့အတွက်တွေးရှိတဲ့သူကဒီရဲအရာရှိတွေကိုအကြောင်းကြားတယ်ရဲအရာရှိတွေအကြောင်းကြားပြီးတော့ရဲအရာရှိတွေလာစစ်ဆေးတဲ့အချိန်မှာအကောင်မလေးကစိုက်ကဲပေါ်မှာကစိုက်ကဲ accident ဖြစ်ပြီးတော့မှောက်ပြီးတော့တည်တဲ့ပုံစံဖြစ်နေတဲ့ပုံစံပေါက်နေပေမဲ့အကောင်မလေးရဲ့ဦးခေါင်းတွေမျက်နှာတွေကလေဒီမျိုးတစ်ခုခုနဲ့အရိုက်ခံထားရတဲ့ပုံစံဖြစ်နေတယ်အကောင်မလေးတည်ထားတဲ့အနီးတစ်ဝိုက်ကိုလိုက်ရှာကြည့်တော့ဒီယောက်ျားလေးပို့လူရှက်အင်ကြီးတွေတယ်ပေါ့နော်လက်မအရစ်တွေနဲ့ဒီသတင်းက4ရက်နေ့6လပိုင်း2026အကောင်မလေးသေးတာက3ရက်နေ့6လပိုင်း2026 3ရက်နေ့မရောက်ခင်2ရက်နေ့မှာမြန်မာနိုင်ငံသားကိုအောင်စိုးလင်းဆိုတဲ့လူကအေးပတ်ဝန်းကျင်တစ်ခုမှာသူဈေးလာဝယ်တဲ့ဗီဒီယိုလေးရှိတယ်သူ့ရဲ့အင်ဂျီကအဲ့ဒီတည်သွားတဲ့အကောင်မလေးရဲ့ဘေးနားမှာရှိနေတဲ့အင်ဂျီနဲ့တပုံစံနဲ့ပဲအောင်စိုးလင်းကဒီဈေးဆိုင်မှာသူက M150 သူမဟုတ်အားဖြည့်အချို့ရလာဝယ်တယ်လာဝယ်တာသူကသူ့ဆိုင်ကနေလာဝယ်တယ်သို့ပေမဲ့ဆိုင်ရှိမှမရက်ဘူးသူကဆိုင်ကိုနည်းနည်းကြော်ပြီးတော့ဗာလဲဒီတွန်းဆက်လေးမှာသူကသွားရက်ထားတယ်ရှင်နောက်တိတ်မကြဘူးပေါ့နော်တေဆုံးသူမအီအီဖြူကအဲ့ဒီအောင်စိုးလင်းဆိုတဲ့သူစီကိုသွားတယ်အီအီဖြူဆိုတဲ့တေဆုံးသူရဲ့အနောက်မှာသူ့သမီးလေးပါခဲ့တယ်ရှင်သူ့သမီးကစိုက်ကဲနောက်မှာပါခဲ့တယ်ပြီးတော့တူဒီမျိုးပြန်လှည့်ပြီးတော့သူမအီအီဖြူကအရှိကမောင်းတယ်အောင်စိုးလင်းကအနောက်ကလိုက်သွားတယ်ဒီဗီဒီယိုမှာပါတဲ့အတိုင်းဒီအခင်းဖြစ်တဲ့နေရာမှာအင်ဂျီနဲ့ဒီအောင်စိုးလင်းအခင်းမဖြစ်ခင်ဝတ်ခဲ့တဲ့ဈေးဝယ်တဲ့ဈေးဆိုင်ကအင်ဂျီနဲ့ကိုတပုံစံတည်းပဲဒီအရစ်တွေလည်းတူတယ်ဒီအခုအခင်းဖြစ်တဲ့အင်ဂျီကသူကမှောက်ပြီးပြထားတာအောင်စိုးလင်းကအရှိကနေပြထားတာဖြစ်တဲ့အတွက်အရှိပုံစံကလည်းအောက်အဲ့ဒီဗီဒီယိုမှာအောက်မှာအထက်လေးအမဲရောင်လေးတွေ့လိမ့်မယ်အေးအောင်စိုးလင်းဝတ်ထားတဲ့အင်ဂျီနဲ့တပုံစံနဲ့ဖြစ်နေတယ်ရဲတွေကနောက်ရက်မှာအောင်စိုးလင်းနေတဲ့နေရာမှာသွားဖမ်းခဲ့တယ်ရဲအရာရှိတွေသွားဖမ်းတဲ့အချိန်မှာသူရခံကအင်ဂျီကိုချွတ်ထားတယ်ပြီးတဲ့ခါကျရင်ဂျင်းမောက်ပြီးဝတ်ထားတယ်အင်ဂျီဘာလို့ချွတ်ထားလဲဆိုတော့မအီအီဖြူကိုသူလောက်ကြံတော့ကဒီအင်ဂျီတွေမှာသွေးတွေစွန်းနေတာဖြစ်တဲ့အတွက်အင်ဂျီကိုသူကချွတ်ပြီးတော့ဒီတောမှာပစ်ခဲ့တာပေါ့ဒီတရခံကလူတက်တဲ့တရခံကရဲတွေထွက်ဆိုတာဒါဒီလိုမျိုးပေါ့နော်သူကဒီသေဆုံးသူမအီအီဖြူနဲ့သူကဘီယာတောက်မယ်ဒီဆေးရုံဒီနယ်ကဆေးရုံအရှိမဘီယာတောက်ဖို့ချိန်ဆထားတယ်ဘီယာမတောက်ခင်ပေါ့နော်ဒီစီဖြစ်အောင်မယ်ဆိုင်ကယ်စီဖြစ်မယ်ဆိုင်ကယ်စီဖြစ်ပြီးမှသွားမယ်ပေါ့နော်အဲ့ဒီမှာပဲသူတို့တွေကဆိုင်ကယ်စီဖြစ်နေတော့သွားနေရင်းနဲ့ပဲစကားများကြတယ်ဆဲဆူကြတယ်လို့ပြောထားတယ်ဆဲဆူကြရင်လည်းအကောင်လေးကဒီမျိုးအရန်ဒေါသထွက်လာတဲ့ပုံစံပေါက်လို့ဖြစ်မှာပေါ့နော်အကောင်မလေးကစိုက်ကဲမောင်းပြီးပြေးတာဒီကောင်လေးကအနောက်ကနေပြီးတော့မောင်းပြီးအကောင်မလေးနောက်လိုက်တာသူလိုက်အကောင်မလေးအနောက်ကနေပြီးတော့သူကစိုက်ကဲနဲ့အပြေးလိုက်တဲ့ချိန်မှာအကောင်မလေးသေဆုံးတဲ့နေရာကိုအဲ့ဒီနေရာအရောက်မှာအကောင်မလေးကလောလောဆယ်မှာစိုက်ကဲအထင်းမှောက်သွားတာခံကအကောင်မလေးကိုနီးစက်ရမှာအဲ့မှာကြောက်ခဲလုံးရှိတယ်အဲ့ကြောက်ခဲလုံးနဲ့လေခေါင်းတွေမျက်နှာတွေကိုပြင်းပြင်းထန်ထန်ကိုရိုက်တာသူအဲ့ဒီမျက်နှာကိုရိုက်တာခေါင်းကိုရိုက်ထားတဲ့ကြောက်ခဲကြီးရောသူ့အိတ်ကြီးရောသွေးတွေစွန်းနေတဲ့သူ့အိတ်ကြီးပေါ့နော်အိတ်ကြီးလည်းချွတ်ပြီးတော့သူကောင်မလေးကိုရိုက်တက်တဲ့နေရာမှာပဲသူချွတ်ထားခဲ့တယ်အဲ့ဒီကြောက်ခဲကိုလည်းအကောင်မလေးရိုက်တဲ့ကြောက်ခဲကိုလည်းသူအဲ့နေရာမှာပဲပစ်ထားခဲ့တယ်အကောင်မလေးတည်တဲ့နေရာကလေဒီမျက်ပင်အရွှေကြီးတောလေးဖြစ်နေတယ်ပေါ့နော်မျက်ပင်အရွှေကြီးရှိတဲ့တောပေါ့နော်အဲ့ဒီမှာတည်နေတယ်သူရိုက်တက်ပြီးတော့ပြီးသွားရောသူအဲ့ဒီချို့သွားရောသူအိတ်ကိုသူပြန်သွားတယ်အခန်းကိုပြန်သွားတာဘာမှမဖြစ်တယ်လို့မျိုးသူပုံစံနဲ့သူပြန်သွားပြီးတော့အခန်းမှာသွားပြန်နေတယ်နောက်တရက်ရောရဲတွေကသူ့ကိုသွားဖမ်းခဲ့တယ်ရှင်အကောင်မလေးရဲ့အမိအိတ်ကိုသွားတယ်အကောင်မလေးရဲ့အမိအိတ်ကိုသွားတဲ့အချိန်မှာအကောင်မလေးကဒီလူနဲ့တိလာလို့မေးတဲ့အချိန်မှာအကောင်မလေးရဲ့အမိကဘာပြောလဲဆိုတော့
ဒီကောင်လေးကလည်းမြန်မာလူမျိုးပဲပြီးတဲ့ခါကျတော့ဒီစူလာဌာနီမှာပဲအလုံးလုံးနေတာဖြစ်တဲ့အတွက်တေဆုံးသူကောင်မလေးမအီအီဖြူနဲ့တိတယ်ထင်ပြီးတော့ပဲတွေးထားတာပေါ့နော်ကျန်တဲ့ဥစ္စာတွေကသူ့အမေကဘာမှမသိဘူးပေါ့နော်နောက်တစ်ခုကဒီသူ့အမေအိမ်မှာလဲဟိုနိုင်ရေးအိမ်ဖြစ်နေတယ်အကောင်မလေးအဖေကဆုံးထားတာကရက်လေတစ်ပတ်ဖြစ်သွားတော့ဒီမုတ်ဟင်ကားတွေပါချက်ဖို့လုပ်နေတာဖြစ်တယ်ရှင်ရဲတွေကလည်းဒီတရခန်လူသက်သမားကိုဖမ်းဆီးနိုင်ပြီးသွားပြီဖြစ်တဲ့အတွက်တာဝန်အရဆောင်ရွက်လိုက်ပါပြီရှင်နောက်တစ်ခုကဇူလိုင်အရင်ရက်တွေကပြောထားတဲ့သတင်းမှာလေခလေး2နှစ်အရွယ်တောထဲမှာပျောက်သွားတယ်ခလေးကလည်းရှာမတွေ့ပါဘူးဒီရှာဖွေရေးသမားတွေလည်းလက်လျှော့လိုက်ပါပြီရှင်အဲ့တဲ့သတင်းတစ်ပုဒ်ကကြတော့9နှစ်အရွယ်ကလေးမလေးကိုအပြန်ကြိုးအနောက်မှာတုတ်ထားတယ်ဒီမျိုးဘောက်ဘီတွေလည်းချွတ်ထားတယ်အဲ့ကြီးကလည်းဒီအပေါ်ထိလန်နေတယ်သတင်းဆိုရင်လည်းရဲတွေကအခုရွာမှာပေါ့နော်သူတို့ကဒီနေဘက်ဆိုတော့ရွာမှာရှိတဲ့ယောက်ျားလေးတွေမှန်သမျှအကုန်လုံး DNA စစ်ရမယ် DNA စစ်တာခိုင်းတုံးပဲအမှုတွေကလိုက်နေတုံးပဲဖြစ်တယ်ရှင်ဇူလိုင်ဒီသတင်းမှာပဲတခါလေးပြောပေးသွားပါတယ်ရှင်အားလုံးပဲလူယုံမာတွေကမှကင်းဝေးကြပါစေရှင်အားလုံးပဲတက်တာ